ရှမသက်ခရစ်ဝင်အခန်းကြီး20ဥပမာကကောင်းကင်နိုင်ငံတော်သည်စပစ်ဥယျင်ကိုလှုပ်ဆောင်သောသူတို့ကိုငားခြင်းကနက်နက်စောစောထွက်သွားသောအိမ်ရှင်နှင့်တူ၏ထိုသူသည်တစ်နေ့လျှင်ဒေနာရီတစ်ပြားစီပေးမည်ဟု၍လှုပ်ဆောင်သောသူတို့နှင့်ဝန်ခံပြီးမှစပစ်ဥယျင်သို့ဆေလွတ်လေ၏နက်နက်တစ်ချက်တည်းအချိန်၌ထွက်ပြန်လျှင်အခြားသောသူတို့သည်အလုတ်ကိုမလုပ်ဈေး၌ရက်နေသည်ကိုမြင်၍သင်တို့လည်းငါစပစ်ဥယျင်သို့တွားကြတော်လောစွာငါပေးမည်ဟုဆိုလျှင်ထိုသူတို့သည်တွားကြ၏တဖန်နှစ်ချက်တည်းအချိန်တဖန်သုံးချက်တည်းအချိန်၌ထွက်၍ရှေ့နီးအတူပြုလေ၏7 နာရီအချိန်၌လည်းထွက်ပြန်လျှင်အခြားသောသူတို့သည်အလုတ်ကိုမလုပ်ရက်နေသည်ကိုတွေ့၍သင်တို့သည်တစ်နေ့လုံးအလုတ်မလုပ်ဘဲဤအရက်၌အဘယ်ကြောင့်နေကြသနည်းဟုမေးတော်ထိုသူတို့ကကျွန်တော်တို့ကိုအဘယ်သူမျှမငားပါဟုပြောဆိုကြလျင်သင်တို့လည်းငါစပစ်ဥယျာဉ်သို့တွားကြတော်လျော်စွာရကြလိမ့်မည်ဟုဆိုလေ၏ညအချိန်ရောက်သောအခါစပစ်ဥယျာဉ်ရှင်ကလှုပ်ဆောင်သောသူတို့ကိုခေါ်ခဲ့လော့နောက်ဝင်သောသူမှစ၍အရင်ဦးဆုံးအရင်အဦးဝင်သောသူတိုင်အောင်အခကိုပေးလော့ဟုမိမိစရေးကိုမှားလိုက်လေ၏ထို့ကြောင့်7 နာရီအချိန်၌ဝင်သောသူတို့သည်လာ၍ဒေနာရီတစ်ပြားစီခံကြ၏အရင်ဝင်သောသူတို့သည်လာကြသောအခါငါတို့သည်တာ၍ရမည်ဟုစိတ်ထဲမှထင်မှတ်တော်လဲဒေနာရီတစ်ပြားစီခံရကြ၏ထိုတို့ခံပြီးလျှင်အိမ်ရှင်ကိုကဲ့ရဲ့ပြစ်တင်၍နောက်ဝင်သောသူတို့သည်တနာရီခန့်မြသာလှုပ်ဆောင်တော်လဲတနေ့လုံးအမှုဝန်ကိုထမ်းရွ၍နေပူဆင်းရဲခံရသောအကျွန်ုပ်တို့နှင့်အညီအမျှကိုတော်စီရင်ပါပြီတကားဟုဆိုကြ၏အိမ်ရှင်ကလည်းအဆွေတင်၌မတရားသောအမှုကိုငါမပြုဒေနာရီတစ်ပြားကိုအမတ်ပြု၍တင်သည်ငါနှင့်ဝန်ခံသည်မဟုတ်လောတင်ဤဥစ္စာကိုယူ၍တွားလောနောက်ဝင်သောသူတို့အားတင်နှင့်အညီအမျှပေးခြင်းကငါလိုရှိ၏ငါသည်ကိုယ်ဥစ္စာကိုပြုလိုသည်မျှမပြုရသလောငါသဘောကောင်းသောကြောင့်တင်သည်မျက်မုံးကျိုးရသလောဟုဆိုလေ၏ထိုနည်းတူနောက်ကျသောသူတို့သည်အရင်ကြကြလိမ့်မည်အရင်ကြသောသူတို့သည်နောက်ကျကြလိမ့်မည်ခေါ်တော်မူသောသူအများရှိတော်လဲရွေးကောက်တော်မူသောသူနည်းသည်ဟုမိန့်တော်မူ၏ယေရှုသည်ယေရုရှလင်မြို့သို့တက်ကြွတော်မူစဉ်လမ်းခီး၌တစ်ကြိမ်နှစ်ပါးသောတပည့်တော်တို့ကိုစိတ်ကြွယ်ရာအရက်သို့ခေါ်၍ငါတို့သည်ယေရုရှလင်မြို့သို့ယခုသွားကြ၏လူသားသည်ယေဘုဟိအကြီးကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်ထိုသူတို့သည်တေပြစ်ကိုစီရင်ကြလိမ့်မည်လူသားအားပြည့်ရပြုခြင်းရိုက်ပုတ်ခြင်းလက်ဝါးကတိုင်မှရိုက်ထားခြင်းကိုပြုစီခြင်းကတပါးအမျိုးသားတို့လက်သို့အံ့နံကြလိမ့်မည်သုံးရက်မြောက်သောနေ့၌ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏ထိုအခါဇေဗေဒိသားအမိသည်သားတို့နှင့်အတူအထံတော်သို့ချင်း၍ပြဲဝတ်လက်စုကျေးဇူးကိုတောင်းပန်လေ၏ကိုတော်ကသင်သည်အဘယ်စုကျေးဇူးကိုအလိုရှိသနည်းဟုမေးတော်မူသောကိုတော်၏နိုင်ငံတွင်ကျမ၌ဤသားနှစ်ယောက်တို့သည်လက်ရတော်ဘက်၌တယောက်လက်ဝဲတော်ဘက်၌တယောက်ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟုလျှောက်လေသောယေရှုကလည်းသင်တို့သည်အဘယ်သို့တောင်းပန်သည်ကိုသင်တို့မသိကြငါတောက်ရအံ့သောခွက်ကိုတောက်ခြင်းငါ၎င်းငါခံသောပဋိသင်ကိုခံခြင်းငါ၎င်းသင်တို့သည်တက်ဆွမ်းနိုင်သလောဟုမေးတော်မူလျှင်အကျွန်ုပ်တို့သည်တက်ဆွမ်းနိုင်ပါ၏ဟုလျှောက်ကြသောငါ၏ခွက်ကိုသင်တို့သည်တောက်ရလိမ့်မည်ငါခံသောပဋိသင်ကိုလည်းသင်တို့သည်ခံရကြလိမ့်မည်သို့တော်လည်းငါ၏လက်ရဘက်လက်ဝဲဘက်မှထိုင်ရသောအခွင့်ကိုကအကျဉ်သူတို့အဖို့အလို့ငါခမဲတော်သည်ပြင်ဆင်၏ထိုသူတို့အားသာငါပေးပိုင်သည်ဟုမိန့်တော်မူ၏အခြားသောတပည့်တော်တကျိပ်တို့သည်ကြားသိလျှင်ထိုညီအကိုနှစ်ယောက်တို့ကိုအမျက်ထွက်ကြ၏ယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍သင်တို့သိသည့်အတိုင်းလောကီမင်းတို့သည်အစိုးရပြုတတ်ကြ၏အကဲအမှုတို့သည်အာဏာထားတတ်ကြ၏သင်တို့မူကားထိုတို့မပြုကြနှင့်လူသားသည်သူတစ်ပါးကိုစေစားခြင်းငါမလားသူတစ်ပါးအစီကိုခံခြင်းငါ၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းငါ၎င်းကြွလာသည်ဖြစ်၍ထိုနည်းတူသင်တို့တွင်အကဲအမှုပြုလိုသောသူကိုသင်တို့အစေခံဖြစ်စေသင်တို့တွင်အထွန်းအမြတ်လှုပ်ချင်သောသူကိုလည်းသင်တို့ကျွန်ဖြစ်စေဟုမိန့်တော်မူ၏ယေရိခေါမြို့မှထွက်သွားကြစဉ်တွင်လူများအပေါင်းတို့သည်နောက်တော်သို့လိုက်ကြ၏ယေရှုသည်ကြွသွားတော်မူကြောင်းကိုလမ်းနားမှထိုင်နေသောလူကန်းနှစ်ယောက်တို့သည်ကြားရလျှင်ဒါဝိဒ်၏သားတော်အရှင်အကျွန်ုပ်ကိုကယ်မသနာတော်မူပါဟုဟစ်ကြော်လေ၏
ထိုသူတို့ကိုတိတ်ဆိတ်စွာနေစေခြင်းကလူအစုဝေးတို့သည်ငေါ့၍ဆိုကြတော်လဲဒါဝိဒ်၏သားတော်အရှင်အကျွန်ုပ်တို့ကိုကယ်မတနာတော်မူပါဟုတာ၍ဟစ်ကြော်ကြ၏ယေရှုသည်လည်းရက်တော်မူလက်ထိုသူတို့ကိုခေါ်၍သင်တို့၌အဘယ်သို့ပြုစီလိုသနည်းဟုမေးတော်မူလျှင်သခင်အကျွန်ုပ်တို့မျက်စိကိုပွင့်လင်းစေခြင်းကပြုတော်မူပါဟုလျှောက်ကြသောယေရှုသည်တနာခြင်းစိတ်တော်ရှိ၍သူတို့မျက်စိကိုလက်နှင့်တို့တော်မူ၏ထိုခဏချင်းတွင်ထိုသူတို့သည်မျက်စိမြင်၍နောက်တော်သို့လိုက်ကြ၏